င်းသားစောင့်ဆိုင်နေခဲ့သောအချိန်ကိုရောက်ရှိခဲ့ပါအခုနေ့ကိုလက်လွတ်မခံပါနဲ့အသွင်ထိုင်ခဲ့တဲ့နေရာကိုနွားတို့ရည်တဲ့ဆေးကြောပစ်ခဲ့တဲ့ဒင်းတို့လိုငါထိုင်ခဲ့တဲ့နေရာကိုဒင်းတို့လျောင်းကွေးနဲ့ဆေးကြောပစ်ကြမှာငါကျင့်တတ်နိုင်မယ်ဒီတူတာဘမင်းသားထိုင်သွားသည့်နေရာများအောင်နွားလူကြီးများဖြင့်ပြောခဲ့ကြပါတယ်ဒီဘောတာကြီးဝင်ရဲ့တင်တို့သမင်းဝအောင်သာစားထားကြပြီတင်တို့ကပိလဝနန်းကိုတင်တို့လေချောင်းသွေးနဲ့ခြေစေးပြီးနွားကိုယ်တိုင်မီးလောင်တိုက်သွင်းပြမယ်အတင်ဒီကောတလမင်းကြီးသည်မြတ်စွာဘုရားရှင်အားဖူးမြော်ပြီးသည်နော်စေတဝန်ကျောင်းတော်အတွင်းမှပြန်လည်ထွက်ခွာခဲ့ပါ၏ကျောင်းဝဲအပြင်ဘက်သို့ရောက်သောအခါမိမိ၏သားတော်ဝိတတုပမင်းသားနှင့်သူ၏နောက်ပါစစ်တီရဲမဲ့များကိုမတွေ့ရသောအခါအခြေအနေအရရက်ကိုရိတ်စားမိတော်ပါတော့တယ်မိမိရဲ့သွေးသားအရင်ချာကမိမိရဲ့ဘောလောက်ရလိုက်လေခြင်းအကြံပတ်ဆက်ကျေးဇူးကမ်းရလေခြင်းစသည်နာခြင်းခံကားမှုတွေကသူ့နှလုံးသားကိုပြန်းစွာလောင်မြိုက်နေပါတော့တယ်ထို့နောက်မြင်းတကောင်နဲ့အစေကံမောင်းမငယ်တူတာပိုင်ဆိုင်တော့သည့်ထီးနန်းလူယူခံရသောနန်းကြပရင်ကြီးဟာဇေတဝန်ကျောင်းတော်မှာပြင်ပသို့လေးပင်သောခြေလမ်းများဖြင့်ထွက်ခွာခဲ့ပါတော့တယ်ညချမ်းအချိန်သို့ရောက်သောအခါဇရက်ကြီးတစ်ခုပေါ်၌ပတိနဒီကောတလဘုရင်ကြီးကစိတ်ထိခိုက်ကြေကွဲခြင်းတွေနဲ့အတူရုပ်ပိုင်းဆိုင်ရာ၌လည်းနာမကျမ်းချစ်ချင်းကိုခံစားခဲ့ရပါတယ်ထို့နောက်မှာတော့ပတိနဒီကောတလမင်းကြီးဟာသူ၏မိတ်ဆွေကြီးဖြစ်သည့်အဇာတတမင်းထံအကူအညီတောင်းခံရန်ရာဇဂရုမျိုးတော်ဘတ်စီသူခရီးပြင်းနေပါတော့တယ်သို့တော့ရာဇဂရုမျိုးတော်သူအရောက်နောက်ကျပြီးမြို့တကားမှာပိတ်သွားပြီးထင်၍ရာဇဂရုမျိုးအတွင်းသို့ဝင်ခွင့်မရခဲ့ရှာထိုနေ့ညချမ်းအခါမှာလောပတေနဒီကောတလမင်းကြီးဟာရာဇဂရုမျိုးတော်ဤတကားအပြင်ပန်း၌ရှိသောတရက်ပင်အောင်း၌မိုးလင်းခြင်းကိုစောင့်စားအိပ်ဆက်နေရင်ကိုယ်တိုင်ပင်ပန်းနေခြင်းစိတ်ထိခိုက်ခြင်းနာမကျန်းဖြစ်နေသည့်အချင်းတွင်ခရီးပြင်းနှင်လာရခြင်းတို့ကြောင့်အာအင်ကုန်ခန်းကချမ်းအေးလာသည့်ယာတိဥရုတံကိုခံနိုင်ရမရှိတော့ပဲနတ်ရွာစဉ်ကန်တော်ကုန်ခဲ့ရပါတော့တယ်နောက်တနေ့မနက်မှာတော့ထိုသတင်းကိုကြားသိသွားသောအဇာတတမင်းကြီးဟာမဟာမိတ်မင်းတစ်ပါးဖြစ်သောပတေနတိကောသလမင်းကြီးအားမင်းအဆင့်အတန်းဖြင့်လျော်ညီစွာတင်းကြိုပေးခဲ့ပါတယ်ရာဇဂရုမျိုးတော်ရဲ့စန့်ကျင်ဘက်ကောသလနန်းတော်မှာတော့ဝိတရုပမင်းသားဟာသူ့ရဲ့အကြံစီတွေကိုအကောင့်ထဲဖော်ရန်ကောသလနန်းတော်မှကပိလဝတ်တိုင်းပြည်သို့စတင်ထွက်ခွာရန်ပြင်ဆင်နေပြီဖြစ်ပါတယ်အစီယဝရီမြင်မဲ့ဟာတာဝတိပြည်၏အနီးမှစီးစဉ်တွေကောသလအတန်း၏အနောက်ဘက်ကိုဖြတ်တန်းစီးစဉ်နေသောမြစ်ကြီးဖြစ်ပါတယ်။တာကီမင်းမင်းတို့၏ကပိလဝတ်ပြည်ကြီးမှတက်ရိုက်မဖြတ်တန်းတော်လေတာကီဝင်းမင်းတို့ပိုင်ဆိုင်သည့်ညင်ဧရိယာအနီးတွင်တည်ရှိနေသောမြစ်ကြီးဖြစ်ပါတယ်။ဝီတိုပမင်းသားသည်စင်ဒတ်မြင်းတပ်များချမ်းရန်လျက်စစ်သည်ရဲမှတ်များစွာဖြင့်အစီရဝတီမီကျော်တစ်လျှောက်မှသာကီဝဲမင်းတို့၏ကပိလဝတ်နန်းတော်သို့စစ်ချီလေတော်သည်ထိုအကြောင်းကိုသိနှင့်နေသောမြတ်စွာဘုရားရှင်သည်လမ်းခုလက်တွင်ရှေးမှသားစီလျက်ရက်တော်မူနေလေသည်တကားတော်ဝိတတုပါဘယင်ပူပြင်းလဖို့နေရောင်အောက်တွင်တစ်ပင်များ၏အရေးအာဝါသသည်အေးချမ်းမှုကိုဖြစ်စေပါれထိုတစ်ပင်တို့၏အရေးအာဝါသအေးချမ်းမှုထက်
အဆွေအမျိုးတို့၏အရေးအာဝါဒသည်ပို၍အေးချမ်းစေပါれတကားတော်မင်းမြတ် ဝိတတုပမင်းထံသည်မြတ်စွာဘုရားရှင်ကိုလေးစားကြည်ညိုစေရင်ဆွဲရှိသည့်အလျောက်လန်ခုလောက်မှကောသလနန်းတော်သို့နှစ်ကြိမ်တိုင်တိုင်လက်ပြန်ခဲ့ရပါတယ်လက်ပြန်ခဲ့ရပေမဲ့လည်းသူ၏အမုန်းအာဃာတစိတ်များကအနှဲငယ်များလျော်ပါသွားခြင်းအလင်းမရှိခဲ့ပါသုံးကြိမ်မြောက်တွင်ကမြတ်စွာဘုရားရှင်သည်ဆွေတော်မျိုးတော်တာကီဝေမင်းသားတို့၏အတိတ်ဘဝ၌ပြုခဲ့ဘူးသောလူကျွေးကြမှာပြန်လဲပြီးဆက်ရမည့်အထည်ကိုမြင်တော်မူ၍မတားဆီးတာတော့ပဲလီတော်မူခဲ့ရပါတယ်။ထိုအချိန်မှာတော့ဝိရိတုဘဘုရင်ဤစင်သက်မြင်းသက်စစ်တီရဲမှများစွာသည်ကပိလဝတိုင်းပြည်သို့စစ်ချီကတာကီဝေမျိုးနွယ်တို့အားမိန်းမနှင့်တတိပါမတန်အောင်အညိုးကြီးစွာတိုက်ခိုက်တပ်ဖြတ်ကြပါတော့တယ်။ ဝိတတုပမင်းသားဟာသူ့ရဲ့အမုန်းတရားအာဃာတအညိုးရီရဲ့အောက်မှာတာကီဝေမင်းကြီးရဲ့ကပိလဝတ်နန်းတော်ကြီးကိုအလုံးစုံပြတ်သုံးစေခဲ့ပါတယ်သူထိုင်ခဲ့သည့်နေရာများအားနွားတို့ဤဖြင့်ဈေးကြောခဲ့ကြသောတာကီဝေမင်းတို့ဤလေကြောင်းသွေးတို့ဖြင့်ကပိလဝတ်နန်းကိုအချင်းတန်စွာဆွန့်ထင်းစေခဲ့ပါလေထို့နောက်ဝိတတုပမင်းသားဟာအနန္ယသူတယောက်ပမာဟစ်အော်ကျုံးဝါ၍အောင်ပွဲခံနေခဲ့ပါလေသူ၏အတွင်ပြီးပုံပန်းတရာမှာဘလူးတကောင်ပူကတ်နေသည့်အလားအင်မတန်ရက်ဆက်ကြမ်းကြုတ်ပြီးပါတော့တယ်ဝိရတုပမင်းသားနှင့်သူ၏စင်တပ်မြင်းထစစ်တဲ့ရဲမှတ်များသည်အားရအောင်လက်စားချေအောင်ပွဲခံပြီးနောက်ကပိလဝနန်းတော်မှကောသလတိုင်းစီသို့ပြန်လည်ထွက်ခွာခဲ့ကြပါတော့တယ်လန်ခီတဝတ်တို့အကြောင်းအစီရာဝတီမိကန်နာပြည်တွင်ခိတ္တစခန်းချ၍နားနေကြရန်စီစဉ်ခဲ့ကြပါလေထိုအချိန်တွင်အစီရာဝတီမိပလန်ဤကောင်းကင်ထက်၌မိုးသားများမောင်မဲလာကလက်စီမိုးကြိုးများဖြင့်မိုးများဒီထန်စွာရွာချလာပါတော့တယ်မိုးရွာသွန်းမှုကြောင့်မိုးရေများနှင့်အတူတောင်ကျရေများကအစေယာဝရီမိအတွင်းသို့အရှိန်ပြင်းစွာကျဆင်းလာကြပါတော့တယ်။အရှိန်ပြင်းစွာထိုးကျလာတော့တောင်ကျရေများကြောင့်မိရေများပြည့်ပြန်လာသည့်အတွက်မိကမ်းနံဘေးအထက်စီသို့ရေများရှန်တက်လာပါတော့တယ်။တောင်ကျရေများကမိုးချိုးလျက်အရှိန်ပြင်းထန်လာတော့ရိုက်ခတ်စီးဆင်းနေပါတော့တယ်။အရှင်ပြင်းစွာရိုက်ခတ်လာသောမိုးစိုးမုန်တိုင်းနှင့်တောင်ကျရေများကြားတွင်အစီရဝတီမိကန်းဆက်၌စခန်းချနေသောဝိတုတပမင်းသားနှင့်သူ၏စင်တပ်ညင်းတပ်စစ်တီရဲမှများသည်အစီရဝတီမိအတွင်သို့ဖြိုပြဲဖြစ်ကမျောပါကုန်ကြပါတော့တယ်။အစီရဝတီမိအတွင်ငရဲပွဲသည့်အလားအော်ဟစ်တန်များနှင့်ဆူညံနေပါတော့တယ်။အဆုံးသက်ဏီကုံမှာတော့အညိုးအာဃာတအကြီးမားလာစွာမြတ်စွာဘုရားရှင်ဆွေတော်မျိုးတော်တာကီဝဲမျိုးနွယ်တို့အားရက်ဆက်စွာတက်ဖြတ်ထဲ့သောဝိတ္တုပမင်းသားနှင့်သူ၏စင်သက်မင်းသက်စစ်တီရဲမှတ်များသည်အစီရောက်ဝရီမိတဲ့တွေ့၌နှင်းမြုပ်ကအသက်ဆုံးရှုံးသွားခဲ့ရပါသည်
ဝိတုတိုဘာမင်းသားဟာပြည်စုံကြွယ်ဝတော့ထင်းညော့နန်းလျာဖရင်သားတော်thứcခဲ့ပြီမဲ့လေသူဤအညိုးအာဂါတာအမုန်းတရားများကြောင့်တာကီဝင်မုန်းတွေရဲ့ဘဝကိုပျက်စီးစေခဲ့တယ်လို့သူဤဘဝဟာလည်းပျက်စီးဆုံးရှုံးခြင်းနေနဲ့ကြုံတွေ့ခဲ့ရပါတယ်အညိုးအာဂါတာအမုန်းတရားများကင်းဝေးနိုင်ကြပါစေကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပြီးဘေးနားက notification လေးကိုနှိပ်ပေးခြင်းဖြင့်အားပေးကြပါအောင်နော်